နောက်တစ်ခုအနေနဲ့ဒါသမီးဒီလိုဖြေပေးတာလက်ခံလားစိတ်ပိုင်းဆိုင်ရာသမီးဖတ်တာပြင်ပြီးပေါ့နော်နောက်တစ်ခုအနေနဲ့လည်းပဲစကားပြောတဲ့အခါဒီစကားအတတ်ပညာမှာဟိုနေ့ကိုမျိုးနဲ့ပြောတော့တုံးပေါ့လေဒီအတန်ပေါ့လေတမျိုးတည်းပြောတာကောင်းလားအမျိုးမျိုးအတန်လုပ်ပြီးတော့ပြောတာကောင်းလားလို့အဲ့ဒီဘက်ကလေးတစ်ချက်သွားကြည့်ခြင်းတယ်ကိုစကားပြောတဲ့အခါမှာအတန်ကိုတတန်နဲ့တုံးတစ်ခုတည်းနဲ့ပြောတာလားဒါမှမဟုတ်အတန်ကိုအနှိမ့်အမြင့်နဲ့အမျိုးမျိုးပြောတာလားတမျိုးတည်းပြောတာကောင်းလားအတန်အနှိမ့်အမြင့်နဲ့တုံးကိုအမျိုးမျိုးလုပ်ပြီးတော့မှပြောတာကောင်းသလားဆိုရင်ကဲအဲ့ဒါလေးဆွေးနွေးကြည့်ပါအတန်တမျိုးတည်းနဲ့ပြောရမလားအတန်အမျိုးမျိုးနဲ့ပြောရမလားဆိုတဲ့နေရာမှာနေရာဒေတာနဲ့လိုက်ပြီးတော့ပေါ့ကိုပြောတဲ့သူနေရာအဲ့လိုမျိုးလိုက်ပြီးတော့ပြောတင်ပါတယ်ဥပမာဒီတတန်နဲ့ပြောလို့ရတဲ့နေရာမျိုးဆိုလို့ရှိရင်ဆော့ဆော့ပြောတည်င်းကြေညာတာတို့အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်တော့ဒီလူကြီးတွေပါနားထောင်နေကြတယ်တနိုင်ငံလုံးကနေပြီးတော့အမှကိုကစိတ်ဝင်စားအောင်လို့မျိုးမျိုးကြီးလို့ပြောနေလို့လည်းမကောင်းပါဘူးဗျာဒါပေမဲ့လူတယောက်နဲ့တယောက်စကားပြောလာပြီဆိုလို့ရှိရင်တော့အတန်အမျိုးမျိုးနဲ့ပြောတာပိုပြီးစိတ်ဝင်စားဖို့ရှိပါတယ်ကိုပြောတဲ့စကားကိုစိတ်ဝင်စားဖို့ဆိုတာပြောတဲ့သူမှလည်းပညာအများကြီးပါပါတယ်ဗျာဒီပြောချင်နားထောင်ချင်လောက်ကိုပြောဖို့အတွက်အမျိုးမျိုးရှိပါတယ်ဥပမာပြောစရာကောင်းတဲ့ဟာကိုပြောမယ်ဆိုလို့ရှိရင်ကိုကတီတီငိမ့်ငိမ့်နဲ့ပေါ့ဒီနေ့ငါရမ်းပြောခဲ့တယ်ဘာညာညာအဲ့လိုပြောလို့အစင်မပြေဘူးအဲ့တော့ကိုယ့်ရဲ့ဟိုပြောစရာကောင်းတဲ့ပုံစံပေါက်အောင်ကြတော့အဲ့ဒါမှလည်းနားထောင်တဲ့သူကလည်းပျော်ပြီးနားထောင်ချင်ရမယ်ကိုပြောနေတဲ့တဝက်တစ်ပြက်မှာ तू ကနားမထောင်မဲ့ဟိုဘက်လူစကားကောက်ပြောလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်ကလည်းအဲ့ချိန်မှာတမျိုးကြီးဖြစ်သွားနိုင်ပါတယ်ဗျာခွင့်ပြုရင်ဖုံဖုံစကားလေးတစ်ခုပြောချင်ပြောပါဗျာဟုတ်ပေါ်လာလို့လေနော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်ဗျာမနေ့ကဗန္ဓုလဂုံးကျော်တရားလာရှိတယ်လေအဲ့ဒီဂုံးကျော်တရားမှာဒီကမီးပွိုင်ရှိတဲ့တရားအောက်ခြေမှာအဲ့ဒီမီးပွိုင်ကကားတွေတက်ကြတာအပေါ်ကျတော့အားနေဟိုအဖြစ်တော့တစ်လုံးကြီးတွေတင်နေကားတစ်လုံးကြီးတွေတင်နေကားကြီးကတန်ကြိုးကပြီးပြီးတော့အဲ့တရားပေါ်မှာတစ်လုံးကဘေးလေကြတယ်ပြီးတော့ break ကလည်းပေါက်ပြီးအဆင်းမှာရှိရကားတွေ5-6ဆင်းဆင့်တိုက်အဲ့လိုရောသတင်းကြည်ညာလို့ရလားအဲ့ဒါကခုနဖုံဖုံပြောလိုက်တာတကယ်ထင်သွားတာလားဒီမှာဗျာဟောပေါ့မဟုတ်သတင်းကြည်ညာတာကိုပြောပြတာပါဒီလိုသတင်းကြည်ညာတဲ့နေရာမှာတော့စိတ်ဝင်စားအောင်ပြောတဲ့ပုံစံလေးရှိပါတယ်အမြဲတမ်းတော့တတ်တတ်မဲ့ဆော့ဆော့ပြောရဲဆိုတာတော့ဒီအဲ့လိုနေရာတွေကြတော့လည်းမဟုတ်ဘူးပေါ့အဲ့လိုနေရာကြလို့ရှိရင်များသောအားဖြင့်ကြလို့ရှိရင်တော့ကြီးလိုက်ပါအောင်ဆိုပြီးဖွင့်ပြလိုက်တယ်အဲ့အချိန်မှာလုံးဝ reporter ဟိုရှိကနေပြောနေတာအဲ့လိုမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ဟိုတတ်တတ်မဲ့တဲ့ပြောတာတွေဆိုင်တော့တပည့်တော်ကတော့ဒီများသောအားဖြင့်မျိုးစုံပြောတာကိုကြိုက်ကိုကိုတိုင်းနဲ့မျိုးစုံပြောပါတယ်ဗျာအဲ့ကြောင့်ဘုံခုနခွင်တောင်းပြီးတော့ဝင်တယ်နော်ခုခွင်မတောင်းတော့ဟုတ်ဗျာဘာလို့စကားအတတ်ပညာမှာလူတစ်ယောက်နဲ့လူတစ်ယောက်ပြောတဲ့အခါမှာတစ်ယောက်က follow လိုက်ရင်ကိုအလိုလိုက်ပြီးပြောရင်လည်းပြောမယ်ကန့်လန့်တိုက်ပြီးလည်းပြောရင်ပြောမယ်သူပြောချင်တာပြောအလိုလိုက်ပြောလို့လည်းကိုစကားလမ်းကြောင်းကမလွဲရအောင်ကန့်လန့်တိုက်လို့လည်းစကားပြောတဲ့လမ်းကြောင်းကမလွဲရအောင်တယောက်ကကိုစကားဝင်ထောက်လိုက်လို့အဲ့ဒီနောက်ကိုပါသွားရင်ကိုမှစကားပြောတဲ့အခါမှာခံစစ်အားမကောင်းဘူးခေါ်တာပေါ့စစ်တိုက်တယ်လို့ဆိုရင်ပေါ့လေအဲ့တော့အင်တာဗျူးတွေပါတယ်ရှိတယ်လေမေးချင်ရမေးကိုကဒီလမ်းကြောင်းအတိုင်းသွားတယ်အဲ့ဒါလိုမျိုးဆိုတော့ခုနခွင့်တောင်းပြီးတော့ပြောတော့ကတည်င်းကြင်ညာရင်ဒီလိုရသလားဆိုတော့အတတ်ပညာမျိုးပြောပြီးတယ်ဒါသင်ပေးတဲ့ဆရာဖြစ်နေတာပေါ့နောက်တစ်ခုအတတ်ပညာကြတော့အဲ့ထဲမှာပဲဖုံဖုံဘာပြောသားပြောနေတဲ့လမ်းကြောင်းကမလွဲအောင်ကိုယ်စကားကိုဖြစ်နိုင်ဤသည်မရွေးပြန်ပြီးတော့ကောက်ပြီးဆက်နိုင်ရတယ်ဘာလို့လဲဆိုတော့ editing လုပ်တဲ့သူတွေကကွက်တိပြန်ကြိုက်နိုင်အောင်ဒါအဒီပြောတာပါဟုတ်တကယ်လဲစကားကိုအဲ့လိုမျိုးကိုပြောခဲ့တဲ့အချိန်ကိုပြောတဲ့စကားတယောက်ကဝင်ဖောက်သွားတယ်အကောင်းဖောက်အဆိုးဖောက်ကိုနဲ့မဆိုင်ဘူးသူပြောတာသူကိစ္စဟုတ်တော့ကိုပြောနေတဲ့စကားကကိုကိစ္စဆိုတာမျိုးလေးအဲ့လိုမျိုးလေးလဲစကားအတတ်ပညာမှာကိုပြောမဲ့စကားကိုခိုင်မာကင်ထားစေခြင်းတယ်ဟုတ်ပါဗျာဟုတ်ပြီသားပြန်စပြီဟုတ်ကဲ့ပြန်စမယ်ဆိုလို့ရှိရင်စကားကိုဒီကိုစိတ်ဝင်စားဖို့ကောင်းအနေအမြင့်နဲ့ပြောတဲ့ဟာကိုမိမိကိုယ်တိုင်လည်းဒီလက်သုံးစကားပေါ့ပြောရမှာအဲ့လိုပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစကားပြောတဲ့အခါမှာဘုံဒီလူတယောက်ကိုစိတ်ဝင်စားဖို့ကောင်းအောင်ပြောတဲ့အခါမှာဒီကိုက
ဝမ်းသာလာတဲ့စကားမျိုးပြောမယ်ဆိုလို့ရှိရင်တော့အဓိကတော့မျက်နှာအမူအရာအစကိုလက်ဟန်ပန်အစဒီစကားအနေမြင်အစဒါဒီလိုပဲသွားတင်ပါတယ်ဝမ်းနေမယ်ဆိုလို့ရှိရင်လည်းဝမ်းနေတယ်ပေါ့စောစောဖုံဖုံပြောသလိုမျိုးပဲဒီဝမ်းနေနေတဲ့သူကိုပြုံးကြီးနဲ့သွားပြီးစကားသွားပြောမယ်ဆိုရင် तू ကလုံးဝလက်ခံပြီးစကားပြန်ပြောနိုင်တဲ့အကြောင်းမရှိပါဘူးအဲ့အတွက်ကြောင့်မလို့ तू နဲ့စကားသွားပြောမယ်ဆိုတဲ့က तू သူ့ရဲ့အရင်ဆုံးပေါ့ပုံစံတစ်ချက်တော့လှမ်းကြည့်တယ်မှာလူကဲခတ်တာပေါ့ဖေ။တပည့်တော်များလူကက်ခတ်ပါတယ်စကားပြောကနေကြရင်ကိုကအရန်အစားနောက်တန်လူတယောက်ဆိုတော့စမယ်ဆိုတဲ့ဒီလူအခြေအနေကိုလှမ်းချက်လိုက်တယ်လှမ်းချက်တော့ तू ကနေပျော်နေတဲ့မျက်နှာပြုံးမရှိမှာတပည့်တော်ဝင်ပြီးတော့တပည့်တော်အာပေါင်အာရင်းနဲ့ဝင်စတယ်နောက်တယ်အဲ့လိုလုပ်တယ်သူအဲ့စင်မပြေတော့ဘူးထင်လို့ရှိရင်တော့စကားမှားပြီးပြောလိုက်ရင်တစ်လုံးနှလုံးပြောလိုက်ပြီဆိုရင်တော့ပြန်ပြီးရုပ်သိမ်းလိုက်တယ်ဆက်ပြီးတော့မရှိတော့ဘူးရှည်လို့ရှိရင်တပည့်တော်ပြန်ထွက်ရမှာလမ်းကြောင်းခတ်သွားမှာဆိုလို့ပါဗျာတပည့်တော်အမြဲတမ်းစကားကိုအနှိမ့်မြင့်နဲ့ပျော်ပါပဲအဲ့လိုပြောတာကိုကြိုက်ပါတယ်ဒီတသက်မတဲ့သွားမယ်ဆိုလို့ရှိရင်တော့ဆိုတော့အင်တာဗျူးတဲ့နေရာမှာဒီပါဆိုလို့ရှိရင်တော့ဒါအနှိမ့်မြင့်နေသွားလို့မကောင်းပါဘူးမင်္ဂလာပါအဲ့ဒါဆိုတသက်မတဲ့သွားတာအဲ့နေရာမှာတင့်တော်ပါတယ်ဖေဟုတ်တပည့်တော်အဲ့လိုခံယူပါတယ်ဖေဟုတ်ပြီသားထိုင်ပြီဒီသားပြောသွားတာကိုသဘောတူလားမတူတဲ့လူရှိပါသလားမဟုတ်ဖုံဖုံမှာဒီအတန်နဲ့ဟန်ကဒီတူလေးတော့လိုတယ်နဲ့တူတယ်တပည့်တော်ကတချို့တော့တူပြီးတော့တချို့တော့မတူလို့တော့ထင်ပါတယ်ကဲပြောပြောမယ်ဆိုအနည်းမြင့်ကနေရာတိုင်းမှာလိုတယ်လို့ထင်ပါတယ်ဗျာသတင်းကျင်ညာရဲဆိုလည်းသတင်းကျင်ညာရဲပေါ့ဟိုမှာစကားပြောရဲဆိုလည်းစကားပြောရဲပေါ့ပြောတဲ့အချိန်မှာအနည်းမြင့်အတဲကြအဖျက်တောက်အဲ့လိုအတိုးကျဲလုံးတင်တယ်လို့ထင်ပါတယ်ဗျာဘာလို့ဆိုတော့ဟိုဥမာ live သတင်းမဲ့ထားလိုက်ပါတော့ဖက်လွဲပါသေးပါတနေရာမှာမီးလောင်နေထားလိုက်ပါတော့ဘယ်နေရာမှာဖြစ်မီးလောင်နေပါလေအဲ့လိုပြောမယ်စားဘယ်နေရာမှာဖြစ်မီးလောင်နေပါလေဗျာဆိုရင်လူတိုင်းကဟိုဒါဟာကြီးတဲ့လူတွေအကုန်လုံးလန့်ကုန်မှာအဲ့လိုဖြစ်မှာဟုတ်ပါလေတပည့်တော့တွေးမိတာပြောတာပါဟုတ်ပါတယ်ဟုတ်ပါအဲ့လိုပါပဲဟိုမောင်ပြည်တီဦးနဲ့ဟိုမဟိနရကျော်စင်တို့ရဲ့မင်္ဂလာပွဲကတော့ဘယ်နှစ်ကြိမ်မြောက်ဖြစ်ပါတယ်မောင်နေမတွေမထဲလောက်ဘူးနဲ့တူတယ်နော်ဒါထဲလားမသိပါဘူးအဲ့ဒါတော့အဲ့လိုတပည့်တော့အထင်ပြောပြရပါလေဗျအဲ့လိုပဲအနည်းမြင့်ကတော့နေရာတိုင်းမှာလိုတယ်ထင်ပါတယ်ဗျဟိုမှာတငယ်ချင်းကိုပြောမှဖြစ်ဒီနေ့ကတော့ကွာအလုတ်ကရှုပ်လိုက်တာအဲ့လိုပုံမှန်ပြောနေမှာလေအလုတ်ကလည်းကွာရှုပ်လိုက်တာအဲ့လိုဆိုရင်ဟိုကိုယ့်ရဲ့ပြောချင်တဲ့ဟိုမူးရဲ့ပြောချင်တဲ့ဟိုပါပေါ့ဟိုစိတ်ခံစားချက်ရဲ့ပြောချင်တဲ့စကားအသုံးလုံးရဲ့ပါသွားတယ်မလို့ထင်ပါတယ်ဗျမိုက်ကလေးတစ်လုံးဒီဘက်ပေးပါအောင်ဒီသားပြန်ပြောချင်နေတယ်ပေးလိုက်ပါပေးလိုက်ပါဒါနဲ့အောင်ပြောပါပြောလားကဲပြောပါမရဘူးလေအဲ့လိုမရဒီထိလာပြီးလိုက်နေတယ်ကဲပြောကဲကျွန်တော်ကကုမ္ပဏီတတိတယောက်ပေါ့နော်အမေဟုတ်လဲမဟုတ်ပဲဥမာပေါ့နော်ကျွန်တော်တခုခုပေါ့ပြောပါအောင်နေမီလေးနဲ့စိတ်ဝင်အဲ့လိုမျိုးပေါ့အဲ့လိုပြောမယ်ဆိုရင်တင့်တော်မယ်ထင်ပါသလားကုမ္ပဏီတတိဆိုတော့ဥမာပေါ့ဟိုကျွန်တော်တို့ကနေပြီးတော့ပြောမှာပေါ့တခုပြောမှာပေါ့တာကုမ္ပဏီတတိဆိုသူ့ဘာပြောလိုက်မလဲကုမ္ပဏီတတိပေါ့နော်ဟိုဒါမန်နေဂျာပဲဖြစ်တယောက်ပဲဖြစ်ပေါ့နော်ဥပမာပေါ့ဒီနေရာတိုင်းမှာအနှိမ့်မြင့်လိုတယ်ဆိုလို့ပါဒါကိုယ်ခံယူချက်နဲ့ကိုပေါ့နော်ကျွန်တော်ကျတော့နေရာတိုင်းမှာနှိမ့်မြင့်မလိုဘူးထင်တယ်တမထက်သွားတဲ့နေရာတွေလည်းရှိပါတယ်ဥပမာနော်မိဘနဲ့ဆုပ်ပေးပါလက်မပါကြပါနဲ့ဟိုမိဘနဲ့စကားပြောတဲ့အခါမှာလည်းအမြဲတမ်းဟာမေးကျွန်တော်ထမင်းစားတယ်ဗျာထမင်းလုပ်ပေးဗျာအဲ့လိုမျိုးဥပမာပေါ့အဲ့ကျတော့အကူပြောတဲ့နေရာဟိုတာခဏလေးတယောက်ပြောနေတော့တယောက်ကိုစောင့်ရတယ်နော်မေးပါမှာဆိုလို့ဗျာမေးသွားမှာဆိုလို့စကားပြောတဲ့အခါမှာတော့ဘယ်လိုခေါ်မလဲစောက်ဖို့တော့လိုတယ်နော်ဟုတ်နောက်ထပ်တစ်ခုကတော့ဒီတငယ်ချင်းအားပေးကူညီတဲ့အခါမှာစကားပြောတဲ့အခါမှာအနှိမ့်မြင့်မလိုပါဘူးကျွန်တော်ထင်တယ်အယုတန်တန်ပဲဘာလိုအပ်လဲဘာကူညီလဲငါဘာပေးရမလဲဒီလိုမျိုးအမြဲတမ်းပေါ့နော်ဟိုလိုအပ်တဲ့နေရာလေးနည်းနည်းလေးတော့ရှိမှတင်အမြဲတမ်းအနှိမ့်မြင့်နေသွားနေမယ်ဆိုအဆင်မပြေဘူးဥပမာဆော့ကျွန်တော်ပြောသလိုမျိုးကျွန်တော်ကနေလူကြီးတယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်သူ့ကိုကနေတီးကိုတည်နဲ့စကားပြောမယ်ဥပမာပေါ့ဖုံဖုံကိုဒီထောက်ကြွလာခဏလေးဥပမာ၃ခုရှိသွားပြီတစ်ဖက်ကစောက်မနားထောင်ရင်အမှားစောက်နားထောင်တိုင်းဒီကပြောလုံးအားချင်းရင်အမှားပါကျွန်တော်ပြောချင်တာလည်းနည်းနည်းများပါအေးအဲ့ဒါကြောင့်ဒါစကားတက်ပြင်တာဟိုကစောက်နားထောင်တိုင်းကိုကြီးပဲပြောနေသတင်းသာလွှင့်လိုက်တော့လေခုနကအကိုပြောတာလေခုနဟိုဟာအမေထမင်းစားရဗျာဆိုတာဟိုမြင်ရမှန်တန်မဟုတ်ဘူးကျွန်တော်ထင်တာကတော့ဟိုနှင်းရမှန်တန်လို့ထင်တယ်အမေတပ်ပိုက်စားရဗျာထမင်းခုကြွေးတော့အဲ့လိုပြောမှန်တန်အေးမကြက်သေးဘူးတော့ဆိုမြင်မြင်ချက်ဗျာတပ်ပိုက်စားနေပြီအဲ့တော့အဆင်ပြေပါလေအဲ့ဒါတသက်မရက်သွားတာလေဖလိုကကလိုက်တသက်မရက်လားအနှိမ့်မြင့်ကျွန်တော်တင်တော့နည်းနည်းနွဲတယ်ထင်တာပဲနည်းနည်းရွှဲတယ်ပြီးတော့တငယ်ချင်းတယောက်ကိုစကားပြောရင်ရောအကူညီလိုအပ်လားကူညီပေးမယ်အဲ့ဒါမျိုးကြတော့ဟိုကအမြဲတမ်းကြီးပေါ့အနှိမ့်မြင့်ဆိုတော့ဆိုတော့ကျွန်တော်ပြောတဲ့တဘောကကျွန်တော်ခံထားတာဒီလူတယောက်ကိုပြောမယ်ဆိုစိတ်ဝင်စားအောင်ပြောခြင်းနဲ့ပတ်သက်လို့ဆရာတို့ကစကားကိုခေါင်းစဉ်ပေးလိုက်တယ်အဲ့ခေါင်းစဉ်ကကျွန်တော်သွားတာဒီစိတ်ဝင်စားအောင်ဆိုအနှိမ့်မြင့်နဲ့ဘယ်လိုမျိုးသွားတဲ့
တင်မှာဟိုစိတ်ဝင်စားဖို့ကဥမာပေါ့အာဟိုးမှာငါဟာဒီငါကြီးအကြီးပဲကွာအဲ့လိုမျိုးဒါဆိုအမြင့်သွားပြီဟာစိတ်ချအေးအဲ့ကိစ္စကိုပြောမယ်အဲ့လိုမျိုးပေါ့ပြောချင်တဲ့သဘောကတော့ ကဲသူတို့နှစ်ယောက်ကြီးပဲကြည်နေကြတယ်ငါလည်းကြည်အောင်ခဏထားအဲ့ဒါခဏလေးဖုန်းမဒီနားလေးခဏလေးဖြန့်ပြေးပေးလိုက်မလို့နော်အိုးမိုက်ကလေးကိုနောက်ပို့ထားပြီပါဟုတ်ပြီဟိုဒီသားနှစ်ယောက်ပြောတဲ့အခါမှာဒီအတန်အနေအမြင့်ဆိုတဲ့နေရာမှာအယူဆနှစ်ခုကွဲသွားတာတွေ့ရတယ်ဟုတ်နော်ဒီသားပြောတာကအခြေအနေကြည့်ပြီးတော့ဝန်တာရင်ဝန်တာတဲ့ဝန်နေရင်ဝန်နေတယ်ဒီလိုပြောင်းတာမျိုးပြောတာဒီသားပြောတာကြတော့ဟိုတူးနဲ့စကားပြောနေတဲ့အခါမှာကိုယ်စိတ်ဆရာလို့အမျိုးမျိုးမပြောသင့်ဘူးမျိုးပြောတာဟုတ်တယ်နော်သားအဲ့လိုတွေးလိုက်တယ်နော်နှစ်ယောက်လုံးနှစ်ဦးလုံးမှန်တာပဲဒါပေမဲ့နှစ်ဦးလုံးနဲ့မှားတာပဲဟုတ်လားဒီနှစ်ခုကဟိုထိတ်တိုက်မဟုတ်ဘဲနဲ့ထိတ်တိုက်ပေးတွေ့နေသလိုဘလို့ခေါ်ချက်ဖတ်ချင်းခွတ်တာကြည့်ကောင်းတယ်လေကျမနဲ့ချက်ဖတ်နဲ့မတူတဲ့ဟာချင်းခွတ်နေတော့ကြည့်ရတာကတစ်မျိုးဖြစ်နေတယ်သားပြောတာလည်းမှန်တယ်သားပြောတာလည်းမှန်တယ်အဲ့တော့ဟိုသားပြောတော့ဝင်ဆွေးနွေးခွင့်ပြုပါဗျာပြီးတော့ဟိုဆွေးနွေးနေတာကဘာလဲဆိုတော့ဘယ်အောင်မှမှန်တယ်လို့မပြောပါဘူးဗျာသူတို့နှစ်ယောက်ပြီးတော့ချင်းတွေကြီးပဲပြီးတော့ကိုလေးကိုပြောမှာပါဗျာပြီးတော့ငငယ်တော့အရန်စင်းရဲပါတယ်ဗျာအဲဒီစကားပြောတဲ့နေရာမှာလည်းပတ်သက်လို့အမေကပြီးတော့အကောင့်တစ်ခုမှမပြောပါဘူးဗျာအဲ့လိုမျိုးမပြောလို့လည်းပြီးတော့ဒီချိန်ကြီးရောက်လာတာနော်ဟိုတွန်းအားပေးတာပါဗျာအဲ့တော့အကောင့်မပြောဘူးဗျာအမေကလေဟိုမကောင်းတာဆိုရင်ဟိုနှစ်နိုင်စီပြောတတ်တယ်ဗျာဟိုညီဆိုရင်အကောင့်မြဲပြောတယ်ဗျာပြီးတော့ညီဆိုလို့ရှိရင်သူကဆရာဝန်ဖြစ်သွားတယ်ပြီးတော့ဟိုအကောင့်ပြောမခံရဘူးပေါ့ဗျာဒါပေမဲ့ပြီးတော့စူးစမ်းခဲ့ပါတယ်ဗျာဒီချိန်ကြီးရောက်ခဲ့ပါတယ်ဗျာဒါပေမဲ့အမေကအဲ့လိုမျိုးအကောင့်မပြောဘူးဗျာဟိုစကားပြောလို့ရှိရင်လည်းစုတယ်ဗျာအမြဲတမ်းအဲ့တော့ပြီးတော့တခွန်းလေးတော့မေးပြရစီနော်ဒါအမေကအကောင့်မပြောဘူးဆိုတာအမေကိုပြင်မာတယ်မျိုးဖုံဖုံတလို့မပြောတတ်ဘူးတင်ပါဗျာဒါပေမဲ့အမေကစကားပြောတဲ့အခါမှာအကောင့်မပြောတာလားအပြောမကောင်းတာလားဘယ်လိုပြောရမလဲအမေပြောလို့ရှိရင်ကျွန်တော်အမြဲတမ်းဘယ်လိုပြောမလဲစိတ်ထဲမှာနာတာပေါ့ဗျာဟိုသူများကိုနာလဲပါတယ်အဲ့လိုမျိုးပေါ့နော်ဟိုနားတဲ့ရိုက်သွင်းတဲ့ပုံစံမျိုးပါဗျာဟိုတခါကြောက်လို့ရှိရင်အကောင့်မပြောလဲတပြီးတော့တခါကျရင်ဂီးမဆိုင်ဘူးဗျာအဲ့မျိုးဆိုတော့တခါကြောက်လို့ရှိရင်ပြီးတော့လဲမှားပါတယ်ဗျာအဲ့တော့သူတို့နှစ်ယောက်လုံးမှန်ပါတယ်ဗျာဟုတ်တယ်တာတင်ပါဗျာစကားပြောအတတ်ပညာမှာအဲ့လိုမျိုးဟာလို့ဟင်လို့မဖြစ်အောင်ဟုတ်မလားဟာလို့ဟင်လို့မဖြစ်အောင်ဘာလို့ဒီကပြောကြတဲ့စကားတည်ထားတာနဲ့ဝင်လာတာနဲ့မကြိုက်ဘူးဆိုပြီးတော့ဟာလို့ဟင်လို့ဖြစ်တယ်နော်ခဏဖြစ်လိုက်တယ်နော်အဲ့လိုမျိုးမှာဖုံဖုံအနေနဲ့တော့မဖြစ်စေချင်ဘူးဘာဖြစ်လို့မဖြစ်စေချင်တာတော့ဆိုတော့ဘယ်သူမှဖက်နှက်စီးတဲ့အခါမှာညာကြီးပဲမစီးဘူးဘယ်ကြီးပဲလည်းမစီးဘူးဟုတ်လားဇွန်းနှချောင်းတူတူခတ်စားတာရှိလားဇွန်းနဲ့ခရင်နဲ့ဘလို့မှမတဲ့တဲ့ဇုံနဲ့ခရင်နဲ့တွဲပြီးတော့ပြောရတာလေအာအရှင်ဖေဘယ်နဲ့ညာနဲ့တော့ကွာတာပေါ့ဖေဆိုမဲ့ဘဲကအဖြူညာကအမဲစတိုင်အောင်ဖြစ်လာသေးတယ်လေအဲ့တော့ဒီသားထောက်တော့ပြတော့နဲ့သားတို့နှစ်ယောက်နဲ့ဟာဟင်လို့ဟာလို့မဖြစ်စေချင်ဘာလို့မဖြစ်စေချင်တာတော့ဆိုတော့ဒီမှာဘာမှမဟုတ်တဲ့စကားနဲ့ညင်းနေကြတဲ့ခံစားချက်မျိုးသူကရောက်သွားမှာအမှန်ကတော့ညင်းရအောင်တည်ပေးလိုက်တာပဲညင်းရအောင်တည်ပေးလိုက်ပြီးမဲ့ညင်းရမယ့်ဟာနဲ့မညင်းမဲနဲ့မညင်းရမယ့်ဟာနဲ့ညင်းနေတာမျိုးဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အခါမှာဟိုသူ့စီကခံစားထားတဲ့စကားပေါ့လေဒါမှမဟုတ်ဖုံဖုံဆိုတော့ထောက်ထားတယ်အပြောမကောင်းတာလားအကောင်းမပြောတာလားအပြောကောင်းတာလားအကောင်းပြောတာလားအဲ့လိုမျိုးပေါ့တကယ်တော့အခုဒီသားဝင်ပြောလိုက်တာဟာအပြောမကောင်းတာဖြစ်ရင်ဖြစ်မယ်သူအကောင်းပြောတာပဲဒီနှစ်ခုနဲ့လိုက်ရောညီထွေပြောတဲ့အများမျှော်ထားတဲ့ဟာမျိုးမပြောမိဘူးဒါပေမဲ့ तू ပြောတဲ့စကားကတော့အကောင်းပြောတာပဲတကယ်စကားအတတ်ပညာမှာဘသူဘာပြောနားထောင်နိုင်စွမ်းရှိသလားဆိုတာလေးလေတကယ်အချက်ကြတယ်တကယ်လို့ဘသူဘာပြောနားမထောင်နိုင်ဘူးဆိုရင်ကိုလောဘကိုဆွမယ်ကိုဒေါသကိုဆွမယ်ဆိုရင်ကိုကဘလို့မှပြောတတ်တဲ့ထဲမပါနိုင်ဘူးလေစကားအတတ်ပညာဆိုတဲ့သင်တန်းစီစဉ်ကနေပြီးတော့တူနဲ့တူတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်စကားတွေပြောကြတဲ့နေရာမှာဘယ်လောက်ထိအဆင်ပြေအောင်ပြောခွင့်ရှိကြမလဲတ
တဦးနဲ့တူပြောဆိုကြတဲ့နေရာမှာလည်းပဲဘလို့စကလုံးတွေတုံးပြီးတော့ဘလို့အကြောင်းအရာတွေကိုဆွေးနွေးတင်ကြတယ်လဲဆိုတာကိုကျွန်တော်တော်တော်များများလေ့လာခွင့်ရခဲ့ပါတယ်နောက်တစ်ခုကျွန်တော်သတိထားမိတာကစကားတွေပြောဆိုကြတဲ့နေရာမှာတဦးရဲ့ပြောစကားကိုလည်းကျွန်တော်တို့ကပြန်လည်ပြီးတော့အချိန်ပေးပြီးနားထောင်ပေးတတ်ဖို့ဒီအကြောင်းလေးကိုကျွန်တော်တို့တော်တော်လေးသတိထားမိလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေဟာတစ်ခါတည်းမှာကျွန်တော်တို့ပြောချင်တဲ့စကားတွေကိုပဲတစ်ဖက်လူပေါ်မှာလွှမ်းမိုးပြီးတော့ရှေ့တန်းတင်တတ်ကြပါတယ်ဒါကိုကျွန်တော်တို့ဟာအထူးသတိထားပြီးတော့ကျွန်တော်နဲ့အတူစကားပြောဆိုကြတဲ့တစ်ဖက်လူရဲ့ပြန်လည်ပြောဆိုချက်တွေကိုပါကျွန်တော်တို့ကအချိန်ပေးပြီးတော့အလေးထားနားထောင်ရမှာပါဒါကိုလည်းအထူးတလဲအနေနဲ့ကျွန်တော်တို့မှတ်သားခွင့်ရလိုက်ပါတယ်ခင်ဗျာဒီနေ့မှာဆရာတော်ရဲ့ဆွေးနွေးမိန့်ကြားချက်တွေနဲ့အတူပါဝင်ဆွေးနွေးကြသူများရဲ့ပြောကြားချက်တွေကလည်းအင်မတန်မှစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီနေ့ရဲ့စကားတက်ပညာအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်စကားတက်ပညာအစီအစဉ်မှာလည်းအခုထက်ပိုမိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်လာအောင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်ပြည်သူနဲ့နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံစည်းကြပါစို့ခင်ဗျာပြည်သူများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဓမ္မဒုတာဆရာတော်ဒေါက်တာအရှင်စေကိန်းနာရဲ့စကားတက်ပညာဆိုတဲ့သင်တန်းအစီအစဉ်တစ်ခုကိုရှိုင်းကူးပြီးတော့တင်ဆက်ပေးလက်ရှိနေပါတယ်ကျွန်တော်တို့တွေနေ့စဉ်စကားပြောဆိုမှုတွေမှာကျွန်တော်တို့သိရှိလိုက်နာပြီးသတိထားတဲ့အချက်လက်တွေတော်တော်များများပါဝင်နေပါတယ်အဲ့ဒီအချက်လက်တွေဟာတစ်ခါတည်းမှာကျွန်တော်တို့အနေနဲ့အရေးကြီးတယ်လို့မထင်ရပေမဲ့တကယ်တမ်းမှာအရေးကြီးနေတာကိုကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ကြရမှာပါအဲ့တော့ကျွန်တော်တို့ပြန်လှန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်နေ့စဉ်ပြောဆိုကြတဲ့စကားပြောဆိုမှုတွေမှာတခါတည်းကိုယ့်ရဲ့စိတ်ထဲကအတိုင်းပြောလိုက်မိတာမျိုးတခါတည်းစိတ်ထဲကမပါတော့လဲပြောရတာမျိုးတခါတည်းမှာကိုယ်ရည်မှန်းထားတဲ့အတိုင်းကိုယ့်ရဲ့ပြောကြားချက်ဟာမပေါက်ရောက်တာမျိုးစသဖြင့်တော်တော်များများအခက်အခဲတွေကျွန်တော်တို့ကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်အဲ့လိုအခက်အခဲတွေအဲ့လိုပြောဆိုမှုတွေကိုအစဉ်ပြေတဲ့နည်းလမ်းတွေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးပြောဆိုကြရမလဲဆိုတာတွေကိုစကားတက်ပညာဆိုတဲ့သင်တန်းအစီအစဉ်မှာပါဝင်ပြီးတော့ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်ဒီနေ့မှလည်းပဲဆရာတော်နဲ့အတူပါဝင်ပြီးတော့ဆွေးနွေးကြမယ့်သင်တန်းသူတွေကသူတို့ရဲ့အကြောင်းအရာတွေကိုဘယ်လိုမျိုးအတူဝေမျှပြီးတော့ပြောဆိုကြမလဲကျွန်တော်တို့အတွက်တည်တဲ့အကြောင်းအရာတွေဘယ်လိုပါဝင်လာအောင်မလဲဆိုတာကျွန်တော်အတူတူပဲနားထောင်ကြည့်အောင်ပါခင်ဗျာစကားအတတ်ပညာမှာကိုယ်ကစကလုံးသုံးပြီးတော့ကိုယ်ကစကလုံးသုံးပြီးတော့အတန်နဲ့စိတ်ခံစားချက်ကိုပြတာဒါတစ်ဖက်ကမှန်တယ်ဒါပေမဲ့နားထောင်တဲ့သူကလည်းတစ်ဖက်ကလူရဲ့အတန်အဲ့ဒီစကားလုံးအဲ့ဒီလူရဲ့စိတ်ခံစားချက်ကိုကြည့်ပြီးတော့သူ့စီကိုအဲ့ဒီခံစားချက်ကရောက်လာတဲ့အခါမှာဒီဘက်ခံစားချက်နဲ့ဟိုဘက်ခံစားချက်နဲ့ထပ်တူကြသလားမကြဘူးလားဆိုတော့ဒီဘက်ကဝန်းနေနေတဲ့အခါမှာဟိုဘက်ကလူကိုပြောပြတဲ့အတန်နဲ့ဟန်နဲ့ရပြောတတ်သွားရင်ဟိုဘက်ကလူပါဝန်းနေလာဒီဘက်ကသဘောကျတဲ့စိတ်နဲ့ပြောတဲ့အခါကျရင်ဒီစကလုံးဒီအတန်ဒီဟန်ကပဲဟိုကြားတဲ့လူမှာသဘောကျတဲ့စိတ်တွေပေါ်လာတယ်ဒီဘက်ကမကြည်နဲ့တဲ့ခံစားချက်နဲ့များဒီအတန်ဒီဟန်နဲ့ပြောရင်ဟိုဘက်ကလူမကြည်မနဲ့ဒေါသပြန်ဖြစ်တယ်ဟုတ်လားအဲ့လိုဟုတ်လားတွေ့ဘူးလားအဲ့လိုဒါအတတ်ပညာနဲ့အနေနဲ့ပြောရင်တော့ကိုယ်ခံစားချက်ကိုသူများကိုပြီးကူးတာပေါ့လေကိုဝမ်းနေရင်ဝမ်းနေတဲ့အကြောင်းထုတ်ပြောရင်တစ်ဖက်လူဝမ်းနေတယ်ကိုဝမ်းသာရင်ထုတ်ပြောရင်တစ်ဖက်လူဝမ်းသာတယ်ကိုမကြည်မနှက်ဖြစ်နေတစ်ဖက်လူကိုထုတ်ပြောရင်သူ့ဘာမကြည်မနှက်ဖြစ်လာတယ်တကယ်တော့အံ့စရာကောင်းတာကဒီစကားပြောတာဟာဒီစကလုံးရွေးတာဟာဒီအတန်ထားတာဟာခံစားချက်တစ်ခုကနေတစ်ခုတစ်ယောက်ကနေတစ်ယောက်တစ်ဦးကနေတစ်ဦးတချို့ဆိုရင်လေဒီအတန်ကြားတာနဲ့ကိုပဲတစ်ဖက်ကလူကတယောက်တည်းကိုမကောက်အများကြီးကူးဆက်သွားတာရှိတယ်ဒါဟာအတတ်ပညာတစ်ခုပဲပေါ့တကယ်စကားအတတ်ပညာမှာဘသူဘာပြောနားထောင်နိုင်စွမ်းရှိသလားဆိုတာလေးလေတကယ်အချက်ကြတယ်တကယ်လို့ဘသူဘာပြောနားမထောင်နိုင်ဘူးဆိုရင်
ကိုလောဘကိုဆွမယ်ကိုဒေါသကိုဆွမယ်ဆိုရင်ကိုကဘလို့မှပြောတတ်တဲ့ထဲမှာပါနိုင်ဘူးလေအဲ့တော့နားကိုအရင်ပြင်ပေးရမယ်အရင်တော့ပန်းဆိုးတန်းမှာရှိတယ်အဲ့တော့ဘာပြောနားထောင်နိုင်စွာရှိရမယ်စောတော့သားတစ်ချက်ပြောတယ်ဒါတော့ကိုအတွေ့အကြုံနဲ့ကိုပေါ့လေဒီသားပြောတယ်ဝန်းနဲ့ပလက်ဖြစ်နေတဲ့သူကိုတွားပြီးစလို့မရဘူးပြောခဲ့တယ်နော်အဲ့ဒါကြတော့ဖုံဖုံအတွေ့အကြုံလေးတစ်ခုပြောခွင့်ပြုရင်ပြောမှာပေါ့ဒီလိုဟာမျိုးကြတော့သားတို့ကြုံဘူးအောင်မှမဟုတ်လို့ပြောတာနေမှာဖုံဖုံကြတော့ကြုံဘူးတာလေးကဘုံမတို့ဓမ္မဒုတာကျောင်းတကာဒကမတွေတဲကမိသားစုတဲကတာဂိတဘက်ကဥမြိုင်ဆိုတော့ဟိုးဓမ္မဒုတာဆရာတော်ကြီးရှိစဉ်ကလေးကဒကာကြီးပေါ့ပေါ့စီတွေကျောင်းတိုင်းမှာဘုံကညတရားဟောသူကအဖွဲကြီးနဲ့ဥဆောင်လာတရားနာမနေ့4 နာရီကျသေးရောသေသွားရောအေးစေးသေးပါပဲသူတရားသမားလို့ပြောလို့ရတာပေါ့လေအေးစေးတဲ့သမားကုသိုလ်တွေများလုပ်တဲ့တရားသမားပေါ့အဲ့တော့ဘုံကလည်းမအားဘူးမသွားဖြစ်ဘူးနောက်ကြတော့ရတဲ့အချိန်လေးညသွားမှသူဇနီးမောင်နှံ2 ယောက်တည်းရှိတာခဒီတခါကြီးမရှိတော့ဘူးဆိုတော့သူဇနီးမယားကဘလောက်ဝန်းနဲ့ပက်လက်ဖြစ်လိုက်မလဲပြီးတော့ဖုံဖုံကြွမယ်လဲဆိုတော့အိုးအနာကသူတို့ဓမ္မဒုဒဒီတာဂိတအဖွဲ့တွေအဲ့ဒီအိမ်မှာစုဖုံဖုံကသွားပြီရှေ့ရလဲညီတော်နောင်တော်တွေကဓမ္မဒုဒဆရာတော်တွေကသူတို့စီသွားဟောထားပြောထားပြီအဲ့တော့ဖုံဖုံကသွားပြီရက်လေကနီးပေါ့လေသွားတော့ဟိုကငိုဖို့ရအစင်းနဲ့စောင့်နေတာတယောက်တည်းငိုမှမဟုတ်တော့အဖွဲလိုက်ကြီးငိုမှနော်ဒါဖုံဖုံကြုံရတာပြောတာပါအဲ့ဒီရောက်သွားတဲ့အခါကျတော့ဖုံဖုံဒီကွယ်ဦးမြိုင်ကြီးကကွယ်နေသိရသေးရတာနဲ့ခုသေးသွားတယ်ငါဖဲအဲ့လိုသွားပြီးအကုန်ငိုကြတော့မှာပေါ့အဲ့တော့ဖုံဖုံကအိမ်ဘောက်ကဝင်ပြီးတက်သွားပြီးဝင်သွားကြတဲ့ကဦးမြိုင်ကွာငါအရင်သွားမိတ်ဟာ तू ကအရင်သွားတယ်ဆိုတော့ငါပြောတယ် तू သွားမယ်ဆိုရင်ငါပြောပါလားညငါတရားပွဲလာနာပြီးတော့ခက်တာပဲတရားပွဲသွားတော့တစ်ဖွဲ့လုံးစုသွားပြီးတော့ तू သေတော့တယောက်တည်းသေသွားတယ်လို့တော်တော်ဆိုးတဲ့တကားကြီးပဲကွာလို့ပြောတော့သူတို့ကစီမံကိန်းကြီးနဲ့စောင့်ပြီးဖုန်းကြီးလာရင်ငိုမယ်ပေါ့လေစီမံကိန်းကြီးနဲ့စောင့်ပြီးတော့ဖုန်းကြီးလာရင်ငိုမယ်လို့ပြင်ထားတာငိုခွင့်မရတော့အဲ့ဒါမျိုးဖုံဖုံတို့လိုအခြေအနေမျိုးကြတော့ဒါတို့ကြုံမှာမဟုတ်ဘူးလေလောကမှာကသူများငိုကိုငိုသူများရီကိုရီအဲ့ဒါလိုမျိုးကိုအဆင်ပြေတယ်လို့ခေါ်တာခုဖုံဖုံပြောတော့အဲ့ဒီကစလိုက်တော့နောက်ဆုံးထိုင်လိုက်မထိုင်ခင်ပြောတာနော်ခုနထိုင်ပြီးတော့ကဲနင်တို့ငိုမလို့ပြင်ထားတာမို့လားဘဝတွေပါတယ်ကဲငိုကြဆိုတော့စကားအတတ်ပညာမှာသူများမျှော်မထားတဲ့သူများထင်မထားတဲ့အရာသာလို့ပြန်မပြောနဲ့နော်ဖုံဖုံစကလုံးပြက်သွားမှတအားဆိုးတာသူများထင်မထားတဲ့အရာသာရဲ့သူများမျှော်မထားတဲ့အရာသာရဲ့တအားกว่าတယ်ထင်တယ်ဆိုတာကကြိုက်တယ်လို့ထင်ခွင့်ရှိတယ်ထင်တယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအမျိုးမျိုးသူများမျှော်မထားတဲ့အရာသာကိုပေးနိုင်တဲ့တတ္တိရှိရတယ်စကားအတတ်ပညာမှာဘာဖြစ်လို့တော့ဆိုတော့စောကစကားစတယ်ကြတော့ကိုယ့်စီရခံစားချက်ရည်စရာသူများရည်အောင်ပြောပြီးတယ်ကိုယ့်စီရရှင်လန်းနေသူများရှင်လန်းအောင်ပြောပြီးတယ်ကိုယ့်စီရဝမ်းနေနေသူများဝမ်းနေအောင်ပြောပြီးတယ်ဒီလိုလေးပြောခဲ့တာဒါပုံမှန်သမီးရိုးကြပဲကိုကပျော်နေပြီမဲ့လို့တစ်ဖက်လူကငိုအောင်ပြောရမယ့်ဟာမျိုးဆိုရင်ပြောနိုင်ရကိုကဝန်းနေနေပြီမဲ့လို့သူများကပျော်ခြင်းနေတယ်ဆိုရင်ကိုကပျော်အောင်ပြောပေးနိုင်ရတယ်ဒါကပညာစွမ်းတစ်ခုနောက်တစ်ဖက်လူကမျောနေတာငါ့တို့ဒါပြောတော့မှာပဲငါ့တို့ဒါပြောတော့မှာပဲတော်သူမျောနေတဲ့အရာသာမျိုးဟာကိုကပေးရင်ဘာမှမထူးမမျောတဲ့အရာသာမျိုးကိုပေးပစ်စီခြင်းလေတချို့နေရာတွေမှာပေါ့လေခုဖုံဖုံပြောတာတော့ဘာလို့ငြိမ်သွားကြတာတော့နားမလဲလို့လားစကားနဲ့မဟုတ်သေးပဲနဲ့အမှုရာလေးနဲ့ပုံပေါ်အောင်ပြောပြသူများကိုယ့်ကိုပြုံးပြလိမ့်မယ်ထင်တဲ့အခါမှာမပြုံးမဲတီးနေရတာလောက်သူများကတီးမယ်ထင်တဲ့အခါမှာကိုကပြုံးပြရတာလောက်တစ်ဖက်လူရဲ့စိတ်ကိုပိုင်နိုင်တဲ့နီးဆိုတာ
မမိနိုင်စကားပြောတဲ့အခါမှာတစ်ဖက်လူရဲ့စိတ်ကိုကိုယ်ပိုင်ရမှာလေနိုင်ရမှာလေတကယ်လို့မြတ် तू ကပြုံးစီခြင်းလို့ပြုံးပြီ तू ကရည်စီခြင်းလို့ရည်ပြီ तू ကတီစီခြင်းလို့တီပြီဒါအမှုရာပဲပြောသေးတာနော်အဲ့ဒါဆိုရင်ကိုကနိုင်တာလားကိုကရှုံးတာလားဆက်ဆံရေးမှာပြောတာပေါ့လေဟိုအနိုင်ရှုံးဆိုတာဟိုလိုအနိုင်ရှုံးကြီးပြောတာမဟုတ်ပါဘူးတစ်ဖက်လူမျောမထားတာလေးကိုစကားနဲ့ပြောမှအဲ့ကြမှာအရသာရှိတယ်ဘုံဘုံတို့သူများသိကုန်တော့မှာပဲနည်းနည်းပြောမပြောတော့တာကောင်းပါနော်ဘာလို့ရည်တာတော့အေးလေအဲ့ဒါပဲကြည်လေဘုံဘုံကပြောနေရနေအေးကိုကြောင့်သိကုန်တော့မှာပဲဆိုတော့ပြောတော့မလို့နဲ့မျောထားတာပါလေပြောတော့မယ်မပြောတော့တာပဲကောင်းပါတယ်တကယ်ကိုမပြောချင်တာပါဖုံဖုံမှာအကျင့်စိုးတစ်ခုရှိပါတယ်မပြောတာကောင်းတယ်ဒါတို့သမီးတို့ထဲမှာအုပ်ချုပ်တဲ့လူပါမယ်လူကြီးပေါ့ officer တို့ပါတော့တထေးပေါ့လူကြီးပေါ့ငယ်တဲ့သူတွေလည်းပါမယ်ဆိုငယ်တဲ့သူတွေနဲ့တထေးနဲ့ဝန်ထမ်းတွေနဲ့အရာရှိနဲ့ဘသူ့ကိုဆူတာများလဲဘသူအဆူခံရတာများဘသူကအမြောက်ခံရတာများအဲ့တော့သူတို့တွေဟာဖုံဖုံစီများတကယ်ရောက်လာရင်သူတို့အမြောက်ခံရမယ်လို့ပဲမျှော်လင့်ထားခဲ့ရင်အမှားကြီးမှားသွားဆူရင်ကလေးဘယ်တော့မှမဆူဘူးဖုံဖုံကဝန်ထမ်းဘယ်တော့မှမဆူတထေးဆိုတာကိုဆူတယ်လူကြီးဆိုတာကိုဆူတယ်အရာရှိဆိုတာကိုဆူတယ်ဘာလို့ဆူတာလဲဆိုတော့သူတို့မှမရဘူးတဲ့အရာသာလေးရစေခြင်းနဲ့စေတနာနဲ့တကယ်သူတို့ဒီအရာသာမျိုးမရဘူးလေရစေခြင်းနဲ့စေတနာနဲ့စူးကိုစူးတယ်ဖုံဖုံနာကဒကာဒကမတွေဆိုပါစို့ပစံရှိတယ်ပေါ့ဖုံဖုံနာကဒကာဒကမတွေအရာရှိတယ်ပေါ့ဒကာဒကမတွေဆိုရင်မငိုဘူးတဲ့အမျိုးသားမငိုဘူးတဲ့အမျိုးသမီးမရှိဘူးငိုလောက်အောင်ထိစူးပါတယ်ဒါပေမဲ့သူတို့တွေပြန်ပြီးတော့ပြောကြဆိုကြတဲ့အခါမရဘူးတဲ့မျော်လင့်မထားတဲ့အဲ့ဒီအရာသာရတာကိုဖုံဖုံနဲ့တွေ့ရင်အဆုခံခြင်းနေကြတယ်ဒါစကားအတတ်ပညာအနေနဲ့ပြောပြပေးတာပါစကားဟာဘယ်လိုပြောရမလဲအတန်တုံးကိုအနှိမ့်မြင့်ပြောရမလားမပြောရဘူးလားဆိုတော့အခုဖုံဖုံသင်တန်းပေးနေတာသင်တန်းပေးတာကိုသင်တန်းပေးတာနဲ့တူအောင်ပြောရင်အတန်တန်နဲ့သွားဟုတ်တယ်နော်ဒါမြင့်သင်တန်းပေးတာကိုအခုလိုမျိုးအတန်တန်နဲ့မဟုတ်ဘဲနဲ့နှိမ့်လိုက်မြင်လိုက်အခြေအနေနဲ့အကြောင်းအရာနဲ့မူတည်ပြီးအတန်ပြောင်းသွားတယ်ဆိုရင်သင်တန်းမဟုတ်တော့ဘူးလားဒါကိုသင်တန်းလို့မခေါ်ဘူးလားဒီလိုလေးဟိုစဉ်းစားစရာညဉ့်ညခုံညစရာဖြစ်လာတကယ်တမ်းကျတော့စကားဆိုတာဖုံဖုံကစကိုင်းသားခုစကိုင်းသားကနှစ်စင်းဖြစ်သွားတယ်တစ်စင်းကအဟောင်းတစ်စင်းကအသစ်စကိုင်းသားဆိုတော်ပြီပေါ့ကွယ်စကိုင်းသားတွေပါပေါ်ပြနေသေးတယ်အခုဒုတိယရတနာဘုံတရားခေါ်တာပေါ့ဟုတ်တယ်နော်ကိုလည်းတိချာမသိမှမှတ်မိမောမကြည့်မိဘူးလေအဲ့ဒီနားမှာကရွှေကျဲရက်ဆိုတာရှိတယ်အင်းဝခေတ်ကဟာမန်လေးဆရာတော်ကြီးတို့တအားတော်တာနောက်ပိုင်းပေါ့လေအင်းဝခေတ်နောက်ပိုင်းရတနာဘုံခေတ်ကဒါမန်လေးကမဂရီဝလင်္ကာကြီးဆိုတာစာပေနီးစပ်တဲ့သူတွေဆိုသိမှာပါလင်္ကာနဲ့ရေးတာအင်းဝခေတ်ကလည်းပြုတ်တွေပါရေးတာလွဲတာဘုံကဒါလေးတွေလေ့လာကြည့်တော့တလောက်တော့ကျွမ်းကျင်လာကြပြားတွေရေးကြတာစာတွေရေးကြတာကာယံကိုညီးနေလိုက်တာစကားပြောတာဒါလေးကိုလေ့လာကြည့်တယ်ကိုရောအဲ့လိုမျိုးရေးတတ်ချင်တာပေါ့လေကြပြားတို့စာတို့လည်းယူခဲ့ဘူးတာဟုတ်ရဒုတို့တေးတက်တို့ရေးခဲ့ဘူးတော့အဲ့လိုမျိုးကာယံတွေကတအားရေးကြည့်တာအောက်ပြီးအောက်ရဌာနကနေပြီးတော့အင်းဝနေပြီးတော့ကြီးကိုသွားပညာသွားရှာတဲ့သူတယောက်စာရေးသားကောင်းလိုက်တာကာယံနေနဲ့နဘေတွေနဲ့ဒီလိုရေးကြတော့လေအံ့ဩတာအညာအင်းဝနေပြီးတော့ကြီးကတကယ်ဟုတ်ပဲစာရပိရတွေပေါ်လိုက်တာကြပြာကာယံနေနဲ့ပေါ့အဲ့ဒါနဲ့သူကသွားတော့အင်းဝနေပြီးတော့ကိုမဝင်သေးပဲနဲ့လေစိတ်ကနေပြီးတော့ရွှေကျက်ရဖျားဖူးမယ်ဆိုသွားတာအမျိုးသမီးလေးတွေကာလာသမီးခေါ်တာပေါ့လေဘုံမနုခက်တုံးကတော့ခုတော့အမျိုးသမီးလေးတွေပေါ့ရိုက်ပါ၄-၅-6ယောက်လေအဲ့ဒါပန်းလေးတွေကိုင်းပြီးတော့
ရွှေကျဲရဲ့ဖျားဖူပြီးပြန်လာကြလမ်းမှာဆုံတော့မေးကြည့်တာပေါ့သူကဧည့်သည်ဆိုတော့ဟဲကလေးပါတို့ကလေးမတို့ဘယ်ကပြန်လာတာတော့တပည့်တစ်ခက်နဲ့ရွှေကျဲရက်ကပြန်လာတာဟာတေဟုတ်ပါလားဒုက္ခကပြောကြဆိုကြတာကူကကာယံနေနဘေတွေနဲ့ပဲပြောကြတာလीဟိုဇက်ထဲမှာပြောတဲ့စကားမျိုးခုခေတ်မပြောကြတော့ထီးသုံးနန်းသုံးမျိုးထီးသုံးနန်းသုံးမှာပြောတယ်ခုခေတ်မပြောကြအဲ့ဒီခေတ်တုန်းကဘာလို့ကာယံနဘေကိုဒီလောက်ထိပြောတတ်ကြတာလဲဆိုတော့အမြဲကိုသူတို့ကဘာလို့ကြတာပြောနေကြတာစကားပြောတာကရွှေကျဲကပြန်လာတာပါရှင်ဆိုပြီးတာပေါ့အခုပါတယ်လေတပြေတစ်ခက်နဲ့ရွှေကျဲကပြန်လာသူတို့လက်ထဲမှာတပြေပန်းကက်ပါတာဟုတ်ပန်းတပြေနဲ့ရွှေကျဲဆိုတော့မကြိုက်ဘူးလေတပြေတစ်ခက်နဲ့ဆိုဘယ်နှခက်ကင်လာတာသူတို့ဘယ်လိုပြောလဲတပြေတစ်ခက်နဲ့ရွှေကျဲကပြန်လာသူတို့ပြောနေကြကိုကဒီတိုင်းပြောတာလေဒီတိုင်းပြောကြတာကဲဘုံဘုံတော့သင်တန်းဆိုတာရောအတန်တန်နဲ့ပြောတာကသင်တန်းလားအတန်တလို့အနေအမြင့်နဲ့သင်တလို့ပြောတာကသင်တန်းလားဆိုတော့ဒီခေတ်ဒီခါမှာသင်တန်းကိုဘယ်လိုလုပ်နေကြတာတော့သင်တန်းကိုဒီလိုလုပ်နေကြများရင်ဒီဟာကိုပဲသင်တန်းထင်တာဟိုဟာကိုသင်တန်းမထင်ဟိုလိုလုပ်နေကြများရင်လေဟိုလိုကိုပဲသင်တန်းထီပြီးဒီလိုကိုသင်တန်းမထင်အခုစကားပဲကြည်လေဟဲကလေးမလေးတွေဟဲဘယ်ကပြန်လာတော့ဆိုတော့တပြေတစ်ခက်နဲ့ရွှေကျဲကပဲဟာကာယနေတဲ့တေဆက်လိုက်တာအရှိစကားနဲ့နောက်စကားနဲ့ဆိုအဲ့လိုဆိုဟာတာအဲ့ဒါနဲ့ရှေ့ရောက်တော့အောက်ကလည်းအဖြူအပေါ်ကလည်းဖြူကရုံးကြီးနဲ့ဖိုးသူတော်ကြီးဟိုငရုတ်ချပွေကြီးရှေ့တုန်းကဟိုဆန်ထောင်းတဲ့ဟာမျိုးပေါ့လေငရုတ်ချပွေကြီးအဲ့ဒါကြီးထမ်းပြီးတော့သူကပြန်လာတာအဲ့ဒါနဲ့တော့အေးဒီခါလည်းသူတို့ဖိုးသူတော်ကြီးမေးကြည့်အောင်ဖိုးသူတော်ကြီးဘယ်ကပြန်လာတော့ဆိုတော့ငရုတ်ချပွေထမ်းပြီးရွှေကျက်ကပြန်လာတာတူထင်ထားတာမကြိုက်တော့ဘူးဟင်းဆက်လည်းမဆက်ဘူးတဲ့ဆိုတော့ဖိုးသူတော်ကြားသွားတာဆက်လည်းမဆက်ဘူးဆိုရော့ထားငရုတ်ချပွေရှာနေတူကြည့်ဟိုစကားအတက်ပညာကိုသင်ပေးတာပါဒီအကြောင်းအရာကိုအဓိကမဟုတ်ပါဘူးနော်တကယ်ကိုစကားပြောတတ်တဲ့အတက်ပညာတွေဒါတို့သမီးတို့ရောနားထောင်တဲ့သူတွေရောအကျွမ်းတဝင်ဖြစ်သွားလို့များစကားကိုပြောတတ်ဆိုတတ်လာရင်ဘုံဘုံတို့စကားပြောတတ်ဆိုတတ်တဲ့ခေတ်ကြီးပြန်ရောက်လာမှာအဲ့ဒါလေးကိုစူးစမ်းကြည့်ဖို့ပါဘုံဘုံဆိုလို့တဲ့သဘောနားလေတယ်နော်သင်တန်းထဲမှာတင်စကားပြောတတ်ဆိုတတ်ဖို့ကသိမကောင်းအတန်တုံးတစ်ခါတည်းတရမ်းနဲ့သွားရမှာလားအနှိမ့်မြင့်နဲ့သွားရမှာလားဒါကစကားပြောတတ်အောင်ညဉ့်ညခုံရတဲ့သဘောပါပဲအားလုံးကသိပြီးသားဒီခေတ်ဒီခါဒီလူငယ်လူရွယ်တွေဟာဘုံဘုံတို့ထက်အသိဉာဏ်အများကြီးတာတယ်ဆိုင်ရာအတွေ့အကြုံတွေလည်းများတယ်တောသားဘုံဘုံတို့ကတောသားသားတို့သမီးတို့ကမြို့ကြီးသားမြို့ကြီးသူတွေတောသားကရိုးရိုးနဲ့ပွင့်ပွင့်လင်းလင်းပြောနေကြဘလို့မှအကောင်းပြောပေမဲ့အပြောကောင်းမှာမဟုတ်တောသားတဘာဝအကောင်းပြောတယ်